đi bên này xe về wow 예뻐 요 와 진짜 여기도 뷰 예뻐 와 So beautiful. Wow. So beautiful. Yeah. 와 너무 예뻐အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဝါချူဆန်မှာတောင်းတက်တာဖြစ်ပါတယ်ဓာတ်ပုံတော့ရိုက်တာပေါ့နော်ဓာတ်ပုံခီးစင်ပေါ့ယောဂီအမဆရာမ်ဦးရီချင်းကိုဝါချူဆန်ရဲ့ကာပါကင်ပေါ့ရောက်နေပါပြီဒီမှာသူတို့ပြင်ဆင်နေပြီနေရောအေးတယ်နေရာတော့ကျွန်တော်တို့ပဲတိုက်ရမှာကိုပဲတက်ရတော့ Lu tak dalam kan tadi ke? ဟာဟိုးပေါ်ထိရောက်သွားပြီသူတို့ Lu tahu enggak apa? အေးညကလောင်တော့တဲ့ Kau tahu gua. ချက်ကေညတော့ကြောက်ကလောင်တော့တယ်စီသူရှိတယ်ဒါပေမဲ့သူတို့တက်သွားရတယ်ကာကြီးသားဆိုတော့ကိုလည်းမပြောနိုင်အခုကျွန်တော်တို့3နာရီ73မိနစ်ပေါ့နော်ဘောချူဆန်မှာလာတက်တာဖြစ်ပါတယ်3နာရီ73မိနစ်ကတော့စတဲ့နေပါပြီကျွန်တော်တို့ဝါချူဆန်ခရီးစိမ်မသွားမီတလားလောက်ကြိုးပြီးတော့အိမ်စာလောက်ရတော့ပေါ့နော်ကျွန်တော်တို့ရက်ချင်တဲ့နေရာဒီဓာတ်ပုံတွေဘယ်မှာရှိမလဲဘယ်မှာရှိမလဲပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကိုကဲမှာရောနောက်ပြီးတော့ Instagram မှာရောကိုရီးယားမှာသူတို့ AD broker တွေတင်ထားတဲ့ဟာပေါ့နော်သူတို့ဥပမာနေပါမှာရောအဲ့ဒါလိုက်ရှာတော့ပေါ့နော်ဒီဝါချူဆန်တောင်ကတော့မြေကွင်းကတော့သူကကွင်းကျဲတယ်ပေါ့နော်သူကတက်တက်လန်းလည်းအများကြီးပဲကျွန်တော်တို့ရိုက်တဲ့နေရာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ခေါက်မှမရောက်ဘူးဆိုတော့အဲဒါကြောင့်ကျွန်တော်တို့ရှာရတာပေါ့နော်ဒါတော့ပထမဦးဆုံးဆိုတော့ကျွန်တော်တို့လေအဲ့ဒီနည်းနည်းတော့စိုးရိမ်တာပေါ့နော်ဒီနေရာရောက်နိုင်မလားအဲဒါကြောင့်ကျွန်တော်လေးကကြည့်တာမှာကျွန်တော်အခုကြီးကကြည့်တာတယောက်ကတော့ကျွန်တော်လှမ်းမေးကြည့်တော့ပေါ့နော်အဲ့ဒီနေ့လေသူလက်သွားမှာပေါ့နော်လမ်းလေသူလေနည်းနည်းပါးပါးပြောပြထားတော့ပေါ့အဲ့ဒါကြောင့်နည်းနည်းစင်ပြေတော့ပေါ့နော်ဒါပေမဲ့သူတို့ပြောပြတာကတော့နည်းနည်းပါးပါးပဲပေါ့ကျွန်တော်တို့ကတော့ထပ်ပြီးတော့ရှားရတာပေါ့နော် ဒီမုံရှိဒီတော့တိမ်လေးဒီမှာလေ အဲ့လေဒါကျွန်တော်တို့တိုင်းပေါ်မှာပဲရှိနေတာကိုရှိပါပြီတော့ဟမ်အဲ့လေမြေပေါင်းကြည့်သွားလိုက်ရှေ့တိုးလိုက်ပေါ့အေးဟိုခုနပဲပြောတယ်လေဒီလမ်းပဲဟိုတော့မှသွားခိုင်းတယ်လေဒီနေရာရောက်ပြီးတော့ကျွန်တော်တို့လေးလမ်းသေးချမ်းမသိလို့ပေါ်မှာတက်ကြည့်တာပါအပေါ်မှာလမ်းတော့မရှိပါဘူးကျွန်တော်တို့ဒီဘက်ရှေ့ဘက်ချမ်းမှာပဲကျွန်တော်တို့ဆက်သွားရမယ်ခီခိုင်ယောအမဟွာကဲဟဲယောအေးလေတော့ကြည့်မယ်လေဘာဖြစ်လဲဆိုတော့ဒီမှာတိုးခိုင်ယောဂီနတာရုံကိုဟုတ်တယ်တတ်စင်းဟုတ်တယ်ဗောစင်းပြီးမှပြန်တက်မှာလမ်းပဲဒီချိန်တော့ကျွန်တော်တို့တိုင်းပြောတဲ့အချိန်ပဲဆက်သွားကိုမသိလမ်းကိုပြောင်းနေပါပြီဒါပေမဲ့ကျွန်တော်တို့ဒီလမ်းကောင်းတဲ့သူတို့ပေါ့နော်သူတို့ကကြည့်တာလေသူတို့တိတ်ကိုင်းနေပါတယ်အဲ့လိုမျိုးဖြတ်ထားတာတွေ့သွားပြီးတော့ဒီတိတ်ကိုင်းနေပဲလိုက်သွားတာပေါ့နော်ကျတို့ကတော့မိုးလင်းတော့မယ်ညင်နေပြီအဲ့ဒါရိုက်တဲ့နေရာလည်းမရောက်သေးဆိုတော့အရန်ဆိုရိုက်ပါတယ်ဒါပေမဲ့ဒီခရီးစဉ်ကတော့ပြောပါတယ်အရန်ကိုလှပပါတယ်왜 왔어? 어떻게 몰라 고야 우리 마이리 맞아요 đi bên này xe về
တယ်သူဟာတက်ကိုင်းထောက် တစ်တိုင်းတိုင်းဖြတ်တယ်လမ်းပြထားတယ်မိုက်တယ်ကျွန်တော်သဘောကျတယ်သူတို့စတိုင်ရဲ့ဝါဆောဟာ ကျွန်တော်တို့မျောလေးတဲ့ပန်းတိုင်ကိုရောက်ပါမယ် ဟာသူ့ခါရတယ်ဝါရေပိုယိုဝါ진짜 여기도 뷰 예뻐 와 밑에 있어 또 가야 돼 어 맞아 어 여기도 예뻐 여기 하나 찍고 해야지 여기 야 하나 찍고 해야지 오 진짜 예뻐 so beautiful 와 so beautiful 야 좋아 빨리 와 너무 예뻐 아! ဒီနေရာကတော့ကျွန်တော်တို့ပထမဦးဆုံးမြင်တဲ့မြင်ကွင်းပေါ့အရန်ကလာပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ရိုက်လာတဲ့ပုံတွေ့ပါ 와 너무 예뻐 안개 많아 찍고 ဒီနေရာကတော့ကျွန်တော်တို့ပထမဦးဆုံးမြင်တဲ့မြင်ကွင်းပေါ့နော်အရန်ကိုလှပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရိုက်လာတဲ့ပုံတွေ့ပါ တိုင်လာပြီးအောက်ကိုဖွက်သွားပြီးကျွန်တော်စောက်ရမယ်ဖြစ် ဒီနေရာလေဟိုဘက်ချမ်းနဲ့လမ်းလျှောက်လာပြီးတော့ဒီနေရာရောက်ခဲ့ပါတယ်ဒီနေရာလေတခြားနိုင်ငံနဲ့ကျွန်တော်မြင်ကွင်းနဲ့ရိုက်လာတာပါပန်းလေးနဲ့ပေါ့နော်အောက်မှာ ကျွန်တော်ရောက်ပြီးအရန်လှအရန်ကိုလှပါတယ်ဒီနေရာ အပေါ်မှာရောက်တဲ့အချိန်ကတော့နေတက်တဲ့ချိန်ကွက်တိပဲဒါပေမဲ့ကျွန်တော်တို့ဒီရိုက်တင်တဲ့နေရိုက်ချင်းတဲ့နေရာကတော့ဘယ်လိုရိုက်မှမသိဘူးတော့เนาะကျွန်တော်တို့ပထမဆုံးရောက်တော့ဆိုတော့ဘာလို့နာမတောင်းပေါင်ရိုက်လာတာပါ ဒါပေါ်ချူဆိုင်ရတဲ့ဟာပေါ့နော်ကျွန်တော်ရောက်ခဲ့ပါပြီဒီလိုဝင်ကြည့်ဖုန်းပြရအောင်အေးဟုတ်တယ်ရိုက်မယ်လေကျွန်တော်ရိုက်ပြအောင်ဖြူကတော့မလွယ်ဘူးဒီမှာရောက်ဖို့ကတော့ပင်ပန်းတယ်တော်တော်လေးကိုခက်ပါတယ် တဲ့အချိန်ကိုရီးယားဘူကြီးနှစ်ယောက်ဆင်းလာတာပေါ့နော်တယောက်ကတော့ကျွန်တော်ခင်ဗျာပြီးသားတယောက်နောက်တယောက်ကတော့ကျွန်တော်သူ့ပေါင်းလို့သဘောကျတာပေါ့နော်ဒါပေမဲ့ဘယ်သူမှကိုကျွန်တော်မသိဒီနေ့မှပထမဆုံးဆောင်တာပေါ့နော်အဲ့ဒါကိုကျွန်တော်ခင်ထားတဲ့ကိုကတော့လမ်းပြပေးတဲ့ကိုကတော့မိုက်ဆက်ပေးတာကျွန်တော်မိုက်ဆက်ရတာပေါ့ 만약에 인스타그램 보면 알아요. 알지? 예. 뭐야? 우리도 여기.
ဒီနေရာတော့ကျွန်တော်တို့အလှဆောင်တဲ့နေရာပေါ့နော်တော့ရိုက်တဲ့ဖြစ်ပါတယ်ဒီနေရာစင်းတာကတော့တောင်တော့နည်းနည်းမှတော့ဆိုတော့ချောတာပဲနည်းနည်းတော့တတိပြီးတော့စင်းရတာပါတော်လေးကိုစင်းရတော့နည်းနည်းတော့ချောတာပေါ့နော်ကျွန်တော်တို့ရိုက်ချင်ဆောင်တဲ့နေရာရောက်နေပါပြီအခုကဒီနေရာကတော့ကျွန်တော်တို့ပေါင်းတွေအများကြီးမြင်ခဲ့ပါတယ်ဒီနေရာပဲကျွန်တော်တို့ရိုက်ချင်ဆောင်ပေါ့နော်ဒီအရှိအမှာကတော့ပန်းကတော့အများကြီးပဲရှိတော့နော်ဒီအချိန်ကတော့ကွက်တီးပဲနေ့တိုင်းကတော့သူက9လပိုင်း3ရက်နေ့4ရက်နေ့ဆက်ရိုက်လို့ရပြီပေါ့နော်အဲ့ဒီအချိန်ဆိုတော့ပန်းကတော့တော်တော်လေးကိုလှပါတယ်အရန်Grace will be enough when my eyes can't see what you have prepared for me. Your grace will be enough, and strength is rising as I wait patiently. အရာကိုလှပပါတယ်ဒီမှာကျွန်တော်တို့တငယ်ချင်းတွေအကုန်လုံးပဲဒီမှာရိုက်နေကြတာပဲเนาะဒီနေ့ကတော့ကျွန်တော်တို့ share ရိုက်ထားပါတယ်ဒီနေရာကတော့မိုင်းပဲပေါ့ဒီနေရာအလှဆုံးနေရာပေါ့เนาะကျွန်တော်တို့ဒီနေရာကြောက်ပဲကျွန်တော်တို့ခက်ခဲတယ်လာရတာပေါ့เนาะဒီ view ကြောက်ပဲ Lift up your heads, you weary soul. Our God မိုင်းတယ် is not done yet. Our King will come with the morning light, bringing joy to the darkest of night. drone shot ပါရန်လှတဲ့နေရာရိုက်နေတော့ပဲ Know you pilgrims, don't lose heart. တော်တော်လေးကိုလှပါတယ် share view ကတော့ဟိုဘက်မှာတိုင်ပင်လဲထွက်နေတော့မယ်အခုခေတ်မရသေးဘူး share ထွက်နေတာ Your wandrings, ဒီဘက်ချမ်းမှာ lift your ဒီဘက် hands ချမ်းဟိုဘက်ချမ်း and bless the Lord. Carry ကျွန်တော်တို့တကယ်ချင်းခွဲတယ်ပေါ့နော် on, you ဟိုမှာတင်လူတယောက်ပါတော့ပေါ့နော် don't lose ဒါတော့ဒီ heart. အောက်မှာမွန်တယောက်ချိတ်နေတော့မယ်သူကတေးလီနဲ့ Nghe đâu. မနေတော့ပွေလေကမွန်ကမရာ Ê, sao mà kia được lên bù. အလမ်ပါမလက်တော့ဘယ်တော့တာ And giveth and giveth again. The word will be enough when I cannot hear. ဒါနိုင်တာစီ When I start to fear, ဟာရန်ကိုလှပပါတယ်ရှေ့လှ your word will be မတရားတိုက်ပုံရိုက်ဖို့နော်လူစီနေတယ်ပြီးရင်ကျွန်တော်တို့ voice will lead me in ရောင်းအိုး when I can't Your boy. escape. မပါဘူးကျွန်တော်ကုန်ဖဲထားတယ် To the ကျွန်တော်တော့ဘယ်မှာဝင်ဒီတငယ်ချင်းဘက်မှာကျွန်တော်ဝင်မယ် your voice will lead me in. ဒီလမ်းပဲအေးကျွန်တော်အရင်ဆင်းခိုင်းမလား Lift up ကျွန်တော်တို့အခုပြန်တော့မယ်ဒီမှာဒီနေရာတော့တက်တာ weary soul. တော်တော်လေးကိုလှပါတယ်ကျွန်တော်တို့ဒီနေ့အကုန်လုံးကောင်းကောင်းတပ်ပုံရိုက်ခဲ့ပါတယ်အကုန်လုံးလေးပြင်ပနေပါပြီပြန်တော့မယ် Will come with the morning ကျေမွန်ကျော်ဖျောင်းမွန်ကျော်ခါကွင်ချာနာ to the darkest of night. ဆာလန်လမ်းမသိပါဘူးတူတူပဲတကယ်ချင်းတော့နေလာရတူတူပဲ Don't lose heart. ခိမလာယောကျေတူမကြခိချရှိမေယောโอ้စေးမစေးမမစင်းတဲ့လမ်းကတော့နည်းနည်းသတိထားရတာပေါ့နော်။ဘာဖြစ်လဲဆိုတော့မိုးရွာထားတာရေစင်းတဲ့လမ်းဖြစ်နေလို့တော့လမ်းတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့အပေါ်မှာပြန်မလှည့်ခြင်းလို့ဒီလမ်းပဲဒါတော့ဖြတ်လမ်းပေါ့ပြောလို့ရတာပေါ့နော်။သတိပြီးတော့စင်းရတာပေါ့။ You see
ဖြစ်ကျွန်တော်တက်ခုတယ် Set your face to Zion and သိလာမယ် Greetings has our God yet to bring. ဒီမှာပဲ Every step I will choose to believe that your promise is unraveling. Set your face to Zion and see. အခုကျွန်တော်တို့တောင်ချေရောက်နေပါပြီဒီမှာတက်တဲ့ပေါက်တောင်ချေပေါ့နော်နားကြိုင်ကျွန်တော်တို့ပြန်တော့ဒီမှာကျွန်တော်တို့ပေါ်တာလေလက်ကိုမှောက်နေတာဟောမှောက်နေကျွန်တော်လည်းသွားမှောက်ရအောင်โอเคတကယ်ချင်းတို့လည်းနောက်ဗီဒီယိုတွေပြန်ဆောင်ကြမယ်နော်โอเคဘိုင်ဘိုင်